အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တရုတ်ကြီးပါ Telegram SMS feed ပေါ်ပြီးအကောင့်ဝင်မရတဲ့သူတွေအတွက်အကောင့်ပြန်လည်ဝင်လို့ရမယ့်နည်းတစ်ခုကိုမျှဝေပေးခြင်းပါတယ်တေချာနားလည်အောင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါခင်ဗျာမိမိတို့ဖုန်းမှာပါတဲ့ Chrome ထဲကိုတွားလိုက်ပါ search bar မှာ Telegram app ကိုရိုက်ရှာလိုက်ပါဒီလိုပေါ်လာပြီဆိုရင် Telegram for Android ကိုနှိပ်လိုက်ပါ download Telegram ကိုနှိပ်လိုက်ပါနှိပ်ပြီးရင်တော့ခဏလောက်စောင့်ပေးလိုက်ပါဒီလိုမျိုးပေါ်လာရင်တော့ download စာဆွဲနေပါပြီခဏဆောင်လိုက်ပါ download ပြီးသွားရင်လည်းဆိုတင်လိုက်ပါလိုင်းအကြမ်းလို့ကြော်လိုက်ပါမယ်ဒီလိုရပြီဆိုရင်တော့ software တွေကိုဝင်လိုက်ပါ Start Measuring ကိုနှိပ်လိုက်ပါပြီးလို့ရှိရင်တော့မိတ်ဆွေရဲ့ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုထည့်ပြီးတော့ကိုပို့တာကိုစောင့်လိုက်ပါထည့်ပြီးလို့ရှိရင်တော့ခဏလောက်စောင့်လိုက်ပါကျွန်တော်ကတော့ကောက်ထဲကိုတန်းပြီးတော့ဝင်သွားတယ်ခင်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ကအရင်တော့ဝင်ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်တန်းပြီးတော့ဝင်သွားတာပါ။ခုမှပြန်ဝင်မဲ့သူတွေဆိုလို့ရှိရင်လည်း Gmail ချိတ်ထားရင် Gmail ကိုကုတ်ပို့ပါတယ်။ Gmail မချိတ်ထားဘူးဆိုရင်လည်းဖုန်းနံပါတ်ထဲကိုကုတ်ပို့ပေးပါရခင်ဗျာ။အဆုံးထိကြည့်ပေးလို့အားပွားပါ